မေအိမ်သာသွားတယ်ဆိုတာအမေအိမ်သာသွားတာကလေးလေးကိုအဲ့တလုံးမှချသွားပြီးလိုက်တာမဖြစ်နိုင်စေရပါအဲ့လေအဲ့ကိုကြီးစောင်းနေတယ်ဟုတ်ဘူးဘယ်ရလဲဟမ်ဒါပေမဲ့တော့မေးလဲဂျုံလည်းမတူနော်ထားရွယ်ရောရှိတယ်ဟုတ်တယ်ဟုတ်တယ်တော့ယုံလေးကတက်တက်ယုံလေးကတက်တက်လေးတွေဦးကခလေးကြောက်တဲ့မှုတွေတားတန်တာဟုတ်ပါလားသူကရုပ်လို့ချင်းလို့တဲ့ပြောနေဘယ်ရလို့ပြောလဲကျွန်တော်တသားတို့အမေရောအိမ်နာသွားတက်နေရမုတ်စားပွားကြီးလားဟုတ်ပါယူကတန်းနေရဒါလေးတက်နေရတယ်ဘောတုံလေးဗျာလည်းရမျိုးနမေဘယ်လိုခေါ်လဲနမေညံထက်အောင်တသားနမေရောတသားနမေဘယ်လိုခေါ်လဲရဲနိုင်မိန်းကလေးရကြလေးလားမိန်းကလေးလားယောက်ျားလေးလားယောက်ျားလေးအမွှာလားဟိုကလေးလေးနှစ်ယောက်ကတော့တော်တော်လေးကိုရုပ်ကတန့်တယ်ဆိုတော့သူတို့အမေရှိရလို့တော့ပြောတယ်ပေါ့နော်ဆိုတော့ဟိုမပြောတော့ဘူးကြာကျွန်တော်စိတ်တော့မကောင်းဘူးဗျာသိလားဒါတော်တော်လေးကိုရုပ်ကိုတန့်တာဘာကြောင့်လဲတော့မပြောတော့ဘူးဗျာ